GP ကလည်းချင်းရောက်သိတော့မကောင်းဘူးเนาะဆိုတော့ဒါတစ်ပတ်မှာနည်းနည်းလေးအော် Fab Plus ကိုတော့ Super Fringe နေနဲ့စပြီးတော့ပြီးလိုက်ပြီဗျာစံကြီး ဟိုကနေတဲ့ Desmond ပြန်မှုကျူးစားနေတဲ့ခိုင်တကူအောက်မှာလည်းခန့်နေတဲ့သူ Blaze လေးပါလေးစပြီးတိုင်းနောက်တစ်ချိန်ဆက်ပြီးတော့ကန်လာတော့လီစီပြေးတိုင်းမှာတော့ cut ရပြီတင်ပြီးတော့ game number 1နဲ့ TLB သွားနေတဲ့ပုံနဲ့တကယ်ကောင်းတယ်။ Full dash ရောက်မှာ Hero ပြန်ရှင်းလာတယ်ဗျာ။ Hero time 2 tier တွေတော့ပြန်ဆောင်မယ်ချင်းကြက်ဖြစ်သွားပြီ။ Week ရှင်းလာတယ်။OHAP ကတော့ Job Flicker မှာပေးလိုက်ရတယ်ဗျာ။နောက်တဲ့ Stallion Beat Fashion Course အောက်မှာတော့ OHAP လာကန်နေတာ 3 versus 1မှာတော့နောက်ထပ် back up right time Hero ကျန်နေခဲ့ပြီ။ ခါရရှိမှုစူးလာပြီပဲ။ TLB က ဒါပေမဲ့ဆိုတော့ Hero Grant ကပြန်ပြီးတော့ကျွန်တော်တို့ပြောဆိုအခြေအနေတွေကြည့်လို့ရတယ်တစ်ဖက်တစ်ပြည့်ဒီပို့ဒီအောက်မှာ King Street by Card သူတို့လူချင်းတဲ့ identity ထွက်လာမဲ့ time ကိုသူတို့ပြန်ဆောင်။ Really ကျွန်တော်တို့ဒါ first law သူတို့တော့ပြီးသွားနိုင်တယ်။အဲ့ချိန်လောက်မှပဲသူတို့ပြန်ကာမဲ့ time ရှိပဲ။ Messenger ကျန်နေခဲ့တဲ့အချိန်မှာတော့ Canning ကိုထိထားတယ်ရန်တော့ဆိုင်လေးအဲ့ချိန်မှာကျွန်တော်ကင်းအောင် BJ ပါဖွင့်ပြီးတော့ဆိုတော့ cyclone နဲ့တာခဲ့ပြီပဲ။ JLPH ဘက်ကလည်း Joker ပြန်ပြီးထိနေထားတယ်။ကောင်းပါလေတောက်လျှောက်ဆိုသလိုပဲเนาะကျွန်တော် cap အနေနဲ့ပြန်ကြရတယ်ဗျာပေါ်မှာလည်း game ကောင်လိုက်ပြီးတော့ JP push ပေးနေတယ်ညသွားခဲ့ရပြီနောက်မှာဟိုဟာတဲပြီးတော့ down နေဗျာဒီတစ်ခေါက်မှလည်း super frame ပြန်လဲသုံးသပ်ပေးထားသေးတယ်ဒါဒီပထမဆုံးသော only play အတွက် hero kit တစ်ခေါက်ဖြစ်တယ်နှစ်နောက်ပိုင်းမှာ game fight ဆိုင်ရမှာ only ကအဲ့တော့မဟုတ်လို့ရှိရင်เนาะဒီမှာလည်းဒီတစ်ပြီးတော့ပေးရသေးတယ် follow air strike ကိုသုံးထားသေးတယ် flicker ပြန်ပြီးတော့ချီထားသေးတယ်ဗျာခင်ဗျားတော့သူကြားရကြားရကောင်တော့လိုက်ပြီးတော့ဖြစ်တယ် ဒါပြီးတော့မရှိဘူး King ကောင်ပြင်းဝင်နေတယ်တိတ်တော့မလွယ်ဘူးတော့ Snapmo Test မှာ OHAP တောင်းရှော့လိုက်ပြီးသားတဲ့ Cardin ကိုချိန်တော့ OHAP ထပ်ပြီးတော့ကျိုးတယ်ဗျာဒီမှာလည်း AOG တက်ကုန်တာကလည်းခက်တယ်ခုဒီမိုး Fuji only ဆန်ဖို့လိုက်ကြည့်ခံရတဲ့အခိုက်အတန့်မှာတော့ အဆုံးလေးကိုတို့ရအများကြီးစီပြန်ရင်လက်ရှိကအိုးနင်းပြီစမ်းဖို့ကားလေးပြတ်ဖို့ကျိုးလိုက်တယ်မော်နေဖို့စီထောင်းတိုင်းပဲစမ်းဖို့စကြရတယ်ဗျာဆော်ဝေးလို့ကျင်းနိုင်တယ်နောက်မှကင်မပေးနေ Resident ကန်တွေတော့ဒီမှာခံရတဲ့ဒီကနေကင်မဘူးပြန်ပေးလိုက်ရတယ်တော့ shot focus target မှာလို့ရှိရင်သူလည်းတိတ်လွယ်ဦးလို့ဒီနေ့နဲ့ King ကောင် only ပဲရချီနေတဲ့ခိုင်တဲ့ Network မို့ Fuji flicker နဲ့တွေ့ပြီးတော့ပေးတစ်ဖက်ကလည်း air strike နဲ့ outrage မှာ Sanji ချမိုရီယာနဲ့ AC တွေပဲ long range damage တွေပေးနေကြတဲ့ခိုင်တဲ့ခုမှာတော့ first ကလည်းမရရအောင်ပဲ TFPH ပြန်ထားသေးတယ်ဒီဒီနဲ့ မောင်ရှော့ကထပ်ပေးထားတဲ့ download free အမ Bruce Go ပြန်ချခဲ့တဲ့ခိုင်တဲ့မှာ beach King ကောင်ပြန်ကားခဲ့မယ် goal line မှာလည်း OHAP dash ဒီအောက်မှာ 2 man down နဲ့ 3v5 situation မှာတစ်ဖက်က TFPH ရရှိထားခဲ့တဲ့ခိုင်တဲ့မှာ AOG နဲ့ back line ကိုပြေးကုန် Mr. Throw only ပဲလက်ချနေခဲ့တဲ့ခိုင်တဲ့မှာတော့ character down နေတယ်ပဲ best of 5 series ရဲ့ game 1ကိုတော့ team live PH ဦးဆောင်ထားနိုင်ပြီလည်းဖြစ်ပါတယ်โอเคရတာပွဲသိမ်းရမယ့်အခြေအနေ။အနေနဲ့ဘေးကိုလေးထပ်ပေးထားခဲ့တဲ့ခဏတကူ Black Dragon Fall တော့တစ်ဖက်ကလည်း Sunford အနေနဲ့စပြီးတော့ပေးထားတယ်။ရိုင်းရောတင်ကောင်းဆိုမောင်ရှော့ကအနေကလေးနောက်ကျနေခဲ့တဲ့ခဏတကူမှာတော့တာတူလည်းတစ်ဖက်ကကာဒီစီအနေနဲ့ပြန်ရောက် Rigsnap နဲ့ Lash ကအနေကလေးနောက်ကျသွားခဲ့တဲ့ခဏတကူပြန်ပြီးတော့ပေးထားတဲ့ Flicker တစ်ဖက်ကလည်း Dreamer လေးပဲထောင်းထားခဲ့တဲ့ခဏတကူမှာတော့နောက်က Light Fall ကကာဒီစီပြန်ကျရပြ Speed of Decision သွားပြီးတော့မှန်နေခဲ့တဲ့ခဏမှာ Channel ခဲ့တဲ့ Debuff ကိုပါ King ကောင်ထပ်ပြီးတော့သိလိုက်တာလို့များနေတယ်။ဒါမှလည်းဘေးကိုလေးတစ်ဖက်က OHAP နဲ့ပြန်ပြီး Back Line အောက်မှာ Previous Side နဲ့ Soul Green Dragon Team ကပဲရှိပြီးတော့ Offer တွေ OHAP ဖြတ်ပြီးတော့ပါလာတယ်။စာဖို့ပြန်ချခဲ့တဲ့ခဏတကူမှာ Sanji only Bruce Go လက်ချနေတဲ့နောက်မှာတော့ဒီဘက်ကိုကာဒီဒီပြန်ပြန်ပြီးမိမတကောင်းနဲ့ရှိနေတဲ့ Super Punch ကို GP ဝင်ကြိုက်တယ်ကြာ။စိတ်ကမလွယ်သေးဘူး Blood Dragon Fall နဲ့ Back Line က King ကောင်လိုက်ရှာနေခဲ့တဲ့ခဏတကူမှာကာဒီစီတတဲ့ only ဆက်ပြီးတော့ focus တဲ့ချင်းနဲ့ little စီးပြီးနေပေးခဲ့တော့ damage တော့ Rigsnap နဲ့ Lash ကကာဒီစီပဲထပ်ရတယ် speed of decision ပါလာခဲ့တဲ့ damage တော့ AOG Back Line ကိုပြန်ကုန်မှာ Rigsnap နဲ့ 2 man လေးပဲထပ်ထိထားခဲ့ဆိုရင်တစ်ဖက်ကလည်းငကားခက်ခဲ့ Bruce Go နဲ့အရင်ကလို့ပြပြရအောင်မော်ရှော့ကတိုင်းနဲ့တစ်ဖက်ကလည်း King ကောင်ဗရဲဆောက်လို့ကျိုးသွားတယ်ငကားရ Back Line ကိုပြေးတိုက်တယ်ဒီလက်ရှင်းနေတဲ့အရင်ကတည်းကကာဒီစီကတော့ထပ်ရတယ် Big Go opportunity Sunstone နဲ့ 2 man လေးပဲဖမ်းရတဲ့ Bruce Go AOG နဲ့ Back Line ကိုဖြတ်ကုန်မှာ Super Face နဲ့ damage ကိုကြောက်ရင်ခက်တော့မှထပ်ပေးရဖို့များနေခဲ့တဲ့ခိုက်တယ်မှာ 2 man down Damage မှာ Cardizi တာတော်ကထပ်ပြီးတော့သိမ်းလိုက်တာနဲ့နောက်က 3K ဒီအပြေးဆက်လက်ပြီးတော့ရထားတယ်ပြောတော့အခုရငကားလေးယူကြီးနေပြီငကားကတော့ကောင်းတယ်ပြတ်သွားတဲ့ဒီမှာစိတ်ကြီးမောင်တော့ပြန်ပေါင်းနေဆမ်းဖို့တောင်းနေတယ်ဒီလိုမျိုးပါတယ်အားလုံးကချက်ပါတယ်တော့ဒီလိုမျိုးတော့ပြီးနေကြတဲ့ offer တွေပါတယ်မှာတစ်ခါလည်းပြန်ပြီးတော့ pay to pay ဆိုင်ကိုပြီးတော့ switch ရစီထားဖို့ကြည့်ရတယ် offer တွေပါ offer ဓာတ်ဆိုင်တွေအောက်မှာ game ပေါက်တဲ့ကြတယ်ပုံလို့တော့မရနိုင်ဘူးဗျာဒါပေမဲ့ကာဒီဒီချက်ပြီးအစိုးရချနေကြတဲ့ quiz ကိုပါချက်ပြီး super duper quiz ဒီလိုတော့ရှိတယ်ကြတယ်ကိုပါဒါပေမဲ့ဒီပြန်ပြီးတော့ရဲ့ dive ကိုအောက်မှာဆက်ပြီးအစိုးရနဲ့ overall တွေတော်တော်များနေတယ်ဒါနဲ့အဲ့ဒါဗီဒီယိုဆက်ပြီးတော့အော်ကာလီတန်တော့3ပဲတော့တောင်းရှော့ပဲဆို3 Dragon ပြီးတော့တိုက်စီချင် Dragon တိုက်ပြီးချင်နေသေးတယ်နော်မကောပြီးတော့ပြထားသေးတယ်တော့မှတင်းပြီးတော့တောင်းနေတာဘုံဘုံကြီးကမှဘာမှလုပ်လို့မရတော့ဒီကိုပြသုံးထားတဲ့တော့မှတောင်းရှော့ဆိုတော့ကမ်းပြီးလည်းပြကြောက်လို့များနေတယ်ကြာကမ်းဒါတော့နေမလို့ကြောက်နေတော့ဆုံးပါ Root Offensive Free Call ကိုလည်းသုံးနေခဲ့တဲ့ Super Freeze ဘာမှလုပ်လို့မရနေနေပဲ7 minute ကျော်မှာပဲ now again တဲကြီးအကွာနဲ့တူ TLP ကတော့
game number 2မှာလည်းဆက်လက်ပြီးတော့အနိုင်ရရှိသွားခဲ့ပြီဖြစ်ပါတယ် အေး ပြန်လည်ထားသေးတဲ့နောက်မှာ Sunford အစင်တော့ပြေသွားပြီဗျခောက်ကမရဘူးကြည်ပြီးမှရမှာဒီကောင်လည်းရမှာကြည့်လို့မရဘူးဗျဒါတီးသီးဝင်လာတယ်နော်ကင်းကောင်တောက်လျှောက်ဆိုပဲ blue ball retribution ပြန်ပြီးတော့ပေါက်ထားသေးတဲ့ data တစ်ခုမှာမရလိုက်ဘူး ဒီကာနိုကတာနဲ့ဒီဆလီနာသွားနေတဲ့လမ်းကြောင်းနဲ့နည်းနည်းပုံပြီးမြန်ဆန်တဲ့အနေအထားမှာတော့ရှိရဗျာ ကဲဘာလဲကျွန်တော်ပြန်ပြီးကြည့်ရမယ် Bruce Corey နဲ့ Rolling Stone နဲ့ Cardi ထက်ရလာတဲ့ Canada Black Order 3 1နဲ့ Canada ပါလာတဲ့ Black Order မှာ Cardi ရဲ့ကိုယ်ကြီးတဲ့တင်ကြပြီးတော့စင်စင်နဲ့ Gaji ကိုကင်းကောင်တော့ကျွန်တော်လိုက်ကြည့်ရတဲ့ Canada ကို By One ရဲ့ try နဲ့ပေါင်းပြီးနေတဲ့ JP ပြန်ကြားတဲ့ကင်းကောင်ပြီးတော့ဒီ Canada က Bruce Corey ကစားဖို့တမလို့များနေပြီ Black Order အောက်မှာတက်ဆုံးသက်ထားရနေပဲ try နဲ့တော့တဲ့ဘာရှာ Rolling Stone နဲ့တက်ရှိနေတဲ့ Canada က Bruce Corey ပြန်သွားဖို့တော့ကြိုးစားခဲ့တဲ့ Canada မှာပြန်ပြီးတော့မိနေတဲ့ 1v1 လေးပဲထွက်ရဖို့တော့များနေပြီ Cardi ပြန် dash ခဲ့မယ် Kak အဆုံးသတ်ခဲ့တဲ့နောက်မှာတော့ 2 for 2လေးနဲ့တာတယ်တော့ TPH ဆက်ပြီးတော့သိမ့်ပိတ်ထားနေခဲ့ပါပြီ တောက်လျှောက်ဆိုလိုပဲ UK လေးကတော့ပြန်ပေးလိုက်ရတယ်ပေါ့ကင်းကောင်တော်လေးတော့နေပါသွားတယ်ဗျပြီးတော့ Russell အော်ရောကင်းကောင် blue ကြီးနေ what the hell ဆက်တော့ကာလီစီလို့ဖြစ်လို့ဟုတ်တယ်လက်ရှိအချိန်တွေကအော်လိုက်ပြီတန်ကြီးတယောက်တည်းလေကမရှိဘူးရှော့ပြီဗျတယောက်ရအောင်တော့များပြီ UK လေးကတော့ပြန်တော့ယူထားတယ်ဒါပေမဲ့လက်ရှိအချိန်တွေကြီးကတော့ ကဲလို့ဒီမှာကာလီစီကတော့ဒီနေ့ကျိုင်းလို့ဒီရလို့အဲ့တော့ဒီဒီလိုလာမနက်တော့ဆက်ပြီးရတယ်ဘာလဲကိစ္စကျင်းတော့လာပြီးတော့ဒီဟုတ်တယ်တော့ဒီကတော့ဖြစ်နေဟုတ်ကြပြန်ပြီးတွေ့တော့ဆန်ကြီးကဘာလို့တက်ပုံတော့နေပြီလဲကံတော့တော့ကျိုးရမယ်ကားကောင်ပြပေးလိုက်ရတယ်ဗျာအဲ့တော့ဆန်ကြီးကလည်းဒီလိုလိုက်တော့ပြန်ပြီးတော့အပေါ်မှာတန်ဖိုးကတော့3 2တော့ပြန်ရတယ်အောက်ဂိမ်းလေးတစ်ခုအဆင်ပြေသွားရဲ့ဒီပြက်လို့တော့ဗျာအောက်ဒက်ကောင်ကရှော့ရည်နော်ရတော့မရဘူးစတီဗန်ဒက်ကတော့လည်းကျိုးတယ်ကျွန်တော်တို့လည်းစီးလို့မရတယ်နော်ဒါပေမဲ့ညကတော့လည်းစတီဗန်ကိုလည်းညမှာတော့တိုးတယ်ပြန်ပါပါတယ်ဒါမကောင်းဘူးစတီဗန်ကတော်တော် UPS ပဲထူပါဆိုတော့ cloud နဲ့ over way ကြီးပြန်ခွဲတော့လည်း snap test ကိုခဲဝါပြန်ပြီးတော့ကန်တဲ့ခုမှာတော့ online တို့နေတယ်အဲ့တော့ကျွန်တော်ဘာရှာ image ကြမယ့်ချိန် solution တော့ ODP ချင်တယ်အရင်ကမလွယ်ဘူးလေဒီစီးနဲ့ 1v1 လေးပဲကိတ်တော့ဒီတိုက်ခဲ့ရင်ဒါတွေကိုလက်လွတ်ထားတာပြကြသွားတဲ့နောက်မှာတော့ DFP ပဲထပ်ပြီးပိတ်ထားဖို့တော့မရအောင်လည်းတော့ plan နဲ့ execute ဖြတ်လို့ retreat အောက်မှာတော့ကာတီးစီထပ်ရထားရတယ်ပဲဒါကလည်း Rolling Stone ရဲ့တော်တော်ပြန်ပေးအမစဲ Aero Truck ဒီမှာ Kara only ကိုစက်ကြီးပြေးကြည့်တယ်လည်းတော့ plan နဲ့ကန်မြောက် Crimson Bay ကိုထပ်ပါလာတဲ့ damage တွေအောက်မှာ Destiny ပြန်ပေးခဲ့ရမယ် Sample ရဲ့ Black Oat တွေမှာ TPH ဆက်လက်ပြီးတော့လွတ်မြောက်ထားပါသေးတယ်အောက်ကျောင်းဆိုလိုပဲဒီညာ Risco တနည်းကလည်း Rolling Stone ရောက်ပြီးမကန်တော့မကန်တော့ဘူးပြ Consider ဒီပဲ GP တော့လည်း SG ပတီစီလိုက်ပါလာတဲ့ခိုင်တဲ့ဒီကိစ္စနဲ့ထိုင်နေတဲ့ Black on the back line ကိုပါ exclusive နဲ့ဖြတ်ထုတ်ရတဲ့ကာဒီတော့ထိုင်ရမှာပဲနဲ့ကတော့ပဲ damage အောက်မှာပြန်ချဖို့တော့များတယ် Sports မှာ AOG GP တော့ရှော့လွတ်မြောက်ခဲ့တဲ့ခိုင်တဲ့မှာ Oga Club Wave ပြန်ပေးတာနဲ့ 5v1 Sound4 တော့ရှော့ထိန်းနေတဲ့ခိုင်တဲ့မှာ Sansan Giro ရဲ့ better control နဲ့အတူပဲ TPH AC လေးပဲဒီလောဆက်ပြီးတော့ take down ပြန်တယ်လို့ရတော့ဘာမှတော့ဒီခင်းက AC ကိုကောဖြစ်နေတာလားဒီထဲမှာဒီဟော်လီဖေးစေတော့ပြန်တော့ပြီးလာပြီလော့ဖိုက်ကတော့ပြန်တော့တွားနေကြပြီဗျာဒီကောင်နေနဲ့တော့လက်ရှိကတော့မလက်ဖြစ်တော့အော်မှာသွားကြည့်တိုင်း black ကြီးရဲ့ခွဲတိုင်းတော့ super ပြန်ပေးလိုက်ရဗျာဒီချိန်မှာ Bruce ကိုတောင်းချောက်ခံနေရတယ်ပေါ့နော်ပြီးတော့ကျွန်တော်ဒီ Candy ကလည်းအင်းခံနေရတယ်ဆိုတော့လော့ဒန်လေးတခုက danger crash ဖြစ်နေတယ်PLP အစ်စ်တွေတွေ့ရကန်ရအများကြီးရှိပြီး AOE တော့ကိုလို့ဗျာဒါတော့ကကြတယ်တို့ဒီတိုက်ခုဝင်လာတဲ့ကန်တွေမှာ black ကြီးနဲ့အလားကြီးပွဲထားတယ်ဆိုတော့ AOE ကန်ပေးရတဲ့ပိုင်း retreat ရောက်မှာ Candy ပြန်ပြီးယူရရကန်နေတော့ဒီတောင်းချောက်ပြန်ဖြစ်ခံနေရတယ် black ကြီးနဲ့ခွဲလိုက်ပြီးဒီမှာတန်းကြရဗျာဒီနိုင်ကိုဆိုခလိုက်မှာဒီပေါ့ပေးတောင်းချောက်ခံနေရတဲ့ play နဲ့ကန်တော့ထားချင်မှာတန်းဖို့တကောင်နဲ့ကန်ပြီးရဝင်တဲ့ကောင်မှာပြန်ခဲထားနေတယ်နောက်မှာကန်နေတဲ့ flip ကို immortality ပြန်ကြချင်မှာ oh have your charge ရော wine နဲ့ရှင်းထားပြီးဒီမှာတော့ပြန်မြောက်ဆောင်လို့လိုက် drop နဲ့ air ကျူးနေနိုင်မှာပေါ့ပြန်လာလို့ရှိနေတယ် Robert ကပါလာခဲ့တဲ့ဒီလိုအားကောင်းနေတဲ့ဆက်တဲ့မှာ PLPA ကလည်း average ကလည်း exclusive ပြတော့မစဲဘူးတော့ရှော့လိုက်ပါလာခဲ့တဲ့ damage အောက်မှာ AOG ပြန်ကုန်ထားရတယ်ပဲ2 lane mega တော့ TPH ဆက်ပြီးတော့တိတ်ပိတ်ထားရတယ်ဗျာ ODPH ဘက်ကတော့သူရဲ့ online query ပြန်ထွက်လာခဲ့တယ်ဆိုတော့ချက်တစ်ခုကျတော့အဆင်ပြေသွားတယ်ခက်တာခဏပေါ့လေဒါပေမဲ့ online မသိတွေ့တဲ့အခြေအနေမျိုးတော့မဟုတ်ဘူးပေါ့နော်အောက်မှာတော့ medium wave တွေလိုက်ပါလာခဲ့တဲ့ Canada တခုမှာ low dash ဒါတော်လေးတော့ချာခဲ့ပြီး backline မှာလည်း upbreak ပဲနေတဲ့ JP King က only black all တပ်ပြီးတာ AOG King က take it down by JP Karen နဲ့ backline မှာ Smart dash ပြပေးတာခဲ့တဲ့ 4v1 dash အောက်မှာတစ်ဖက်ကလည်း Kak တော့ shot out နဲ့ HD line မှာနေပြနောက်မှာလည်း episode arrow line မှာနေက freeze ပြန်ပြေးနေရတဲ့ Canada တခုမှာတစ်ဖက်ကလည်း Ogan immortality ဆက်ပြီးတော့ရှိနေစေပဲနောက်မှာလည်း Samji arrow လေးလိုက်ပြီးတော့ Karen only လိုက်ကြည့်နေခဲ့တဲ့ Canada မှာ Bruce immortality ပြန်ရှိနေစေပဲဆိုတော့ medium wave ပြရတယ် Chris တော့ပြန်ချလာခဲ့တဲ့ Canada မှာတော့ Kak အိမ်တော့ပြန်ရအောင်မယ် episode arrow ထက်ဆောင်လာတဲ့နောက်တော့ပါလာတဲ့ကတက်ရှိနေတယ်ပဲဂျန်ကမရှိတဲ့နောက်မှာတော့ TPH ပဲဒီတော့ဆက်ပြီးသိမ့်ပိုက်ထားပါဦးပဲ TPH ဒီကောက်မှာလည်းရရှိလာခဲ့တဲ့တော့လွတ်လွတ်ကျွတ်လေးပဲသိမ်းယူသွားဖို့တော့များတယ်ဗျာဒါပေမဲ့ cam အနေနဲ့လည်းနောက်မှာတော့ over ကိုလိုက်ပြီးတော့ကတ်ချင်တဲ့သဘောလေးကိုတွေ့ရတာပေါ့နော်တောက်လျှောက် Rolling Stone ပြန်ပေးဖို့လည်းရှိနေသေးတယ်
ပေါ်လမ်းမှာတော့စလီနာအနေနဲ့ဟိုးနောက်ကနေတော့ဖတ်လာပါလားဒါမှမဟုတ်ရှင်တော့ PR လေးပါလိမ့်များကောင်းပေးမလားဆိုရင်ဒီတော့ပြီးတော့တွေးရတယ်ဗျာဒီလေးပါလေးသွားပြီးတော့ရှင်းနေတယ်တော့တော့တက်ပြီးရှားခဲ့တယ်ဗျာရတဲ့ကောင်လိုက်ကျွေးမယ်ဆိုတော့ပုံစံမျိုးတစ်ခုကိုပြန်သွားနေမယ်လေဘောတဖန်တစ်ခုပြုံလို့ရှိနေတဲ့နောက်မှာ ဒီကျွန်တော်ရရတဲ့တကယ် play on ကြော်လာပွဲတွေနေ upper bracket မှာတော်တော်ကောင်းတဲ့ situation ကြောင့်ဒီဝင်းကြီးကတော့သုံးဝေတော့ပြန်တိုက်ထားပြီးတော့ on defense defensive ကိုပြန်တင်ထားတယ် aero drop မှာသုံးမိနေအဲ့တော့ okay ပါ bravo dash ပြန်ပြီးတိုင်းဆိုင်ကိုပြန်တင်ထားတယ်ဗျာဒီကတော့ဒီလိုမျိုးနဲ့တော့ push ကိုပြီးလိုက်တယ်ဒီလိုမျိုးတော့ကြာဝါလို့ပြန်ထောက်ထားတဲ့မှာပြန်ပြီးလိုက်ရတယ် US ဆက်မှာ EOG control မှာတင်းတော့ပြီးလိုက်ရပြီသွားပြီး on the PH နေနေတော့ဒီတော့ game မှာတူပါပြန်ပြီးရအောင်မယ့်အချိန်တွေနဲ့ရင်ဆိုင်ရနေတဲ့ lower bracket ကိုရော on the PH နဲ့အချင်းသွားရဖြစ်ပါတယ် Best of 5 series ရဲ့ game 1 game 2 game 3 3ပွဲစလုံးမှာတော့